ကျွန်တော်တို့ရွာမှာငရုတ်သီးတွေတောင်းလို့ပုံနေအောင်ပေါ်များပေမဲ့ဘယ်သူမှအရေးမထားကြဘူးကျွန်တော်က1 ကီလိုကို2 ရွန်နဲ့ဝယ်ပြီးငရုတ်သီးအနှစ် chili sauce လောက်က online မှာရောင်းလိုက်တယ် online ပေါ်တင်လိုက်တာနဲ့အမှားစားတွေတညာတဲ့နဲ့အများကြီးဝင်လာတယ်ဒါနဲ့ရွာသားတွေနဲ့တိုင်ပင်ပြီးငရုတ်သီးကိုများများစိုက်ကြဖို့ပြောတယ်ကျွန်တော်ကအကုန်ဝယ်ပေးမယ်လို့လည်းဂရုပေးခဲ့တယ်ဒါပေမဲ့ရိတ်သိမ်းချိန်ရောက်တော့သူတို့ကဈေးတက်ပေးဖို့တောင်းဆိုလာကြတယ်မင်းကတကယ်စိတ်မကောင်းတဲ့ကောင်ပဲကိုရွာကလူတွေရဲ့ပတ်စံကိုတော့အမျက်ထုတ်ချင်သေးတယ်ငရုတ်သီးအနှစ်တပူးကို15 ရွန်နဲ့ရောင်းပြီးအမျက်13 ရွန်ကျန်တယ်မဟုတ်လားငါတို့ကိုတေးစေချင်တာပဲဒီတစ်ခါဈေးမတက်ပေးရင်ငါတို့ငရုတ်သီးတွေအပင်ပေါ်မှာပဲပုတ်သွားခံမယ်မင်းကိုမရောင်းဘူးကျေးဇူးပြုပြီးကျွန်တော်ကိုအရင်ပြောပြီးအောင်ခွင့်ပြုပါဦးဘာများပြောစရာရှိသေးလို့လဲဈေးတက်မတက်တခွန်းနဲ့ပြောဦးလေးချမ်းငရုတ်သီး1 ကီလို2 ရွန်ဆိုရင်အနှစ်တပူးလို့ဖို့ငရုတ်သီးကီလိုဝက်လို့တယ်နန်းကျက်သွန်စားတကြားပဲငံပြာရည်နှင်းရွက်စီစတဲ့ကုန်ကျန်းတွေထည့်လိုက်ရင်ကုန်ကျန်းစေးတင်ကရွန်ကျော်သွားပြီးဘူးဖိုးတစိမ့်ဖိုးထုတ်ပိုးဖို့က3.8 ရွန်ပို့ဆောင်က4.5 ရွန် online platform ဝန်ဆောင်ခကလည်းတပူးကို3.85 ရွန်ရှိသေးတယ်ဦးလေးကိုယ်တိုင်တွက်ကြည့်ပါဦး15 ရွန်နဲ့ရောင်းပြီးကျွန်တော်အိတ်ထဲတကယ်ဘယ်လောက်ကျန်လဲတဲ့စားမနေနဲ့တော့မင်းပြောတာအမှန်လို့ဘသူကယုံမှာလဲမင်းကမြို့မှာတက္ကသိုလ်ပြီးလာတဲ့သူငါတို့ထက်ကောင်းကောင်းတာပေါ့လယ်သမားတွေကဒီလိုစည်ရင်းစရာတွေတွက်ချက်တက်မယ်ထင်နေလားဒီလိုလက်ကွက်တွေကမြို့မှာတင်လာတာပဲငါတို့ကိုငွေရှာပေးမယ်လို့ပြောတာလေတကယ်တော့ငါတို့ကိုအလုပ်သမားတက်လောက်ခိုင်းချင်တာမဟုတ်လားအော်ဒါစာရွက်တွေရောငွေရှင်းပြေစာတွေရောအကုန်ဒီမှာရှိတယ်ကြည့်လိုက်ပါဦးမကြည့်ဘူးငါတို့မေးတာတခုပဲဈေးအစ်တက်ပေးမှလားမတက်ပေးဘူးလားဒါဆိုကျွန်တော်လည်းမေးပြရစီမနစ်ကစောင်းဥရာဒီမှာငရုတ်သီးတွေအပင်ပေါ်မှာပဲပုတ်ကုန်တယ်ချင်းကောင်တွေတဝီဝီနဲ့1 ကီလို2 ရွန်နဲ့တောင်ဘသူမှမဝယ်ခဲ့ဘူးအဲ့ဒီတုန်းကဘသူကခမရတို့အိမ်နိုင်ရရောက်လာဝယ်ပေးခဲ့တာလဲဘသူကမျိုးတစ်ဆိုင်ကြီးကိုလူတယောက်ချင်းစီတင်ပေးခဲ့တာလဲမျိုးတစ်ဆိုင်ခင်းမှာဘသူကလောက်ဝက်လောက်စောင့်ကြည့်ပေးခဲ့တာလဲအပင်တပင်နဲ့တပင်ဘယ်လောက်กว่าထားရမလဲဘယ်အချိန်မှာဘေးကိုင်းတွေဖျက်ရမလဲယောဂမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာအိမ်တိုင်းကိုလိုက်တင်ပေးခဲ့တာကျွန်တော်ပဲအဲ့ဒါကလည်းမင်းကိုယ်တိုင်ပတ်စံရခြင်းလို့ပဲမဟုတ်လားလာပြီးစေတနာနဲ့လုပ်ပေးတယ်လို့မပြောနဲ့မင်းအမျက်ဘယ်လောက်ရနေလဲငါတို့ကောင်းကောင်းသိတယ်ဟုတ်တယ်မင်းကချမ်းသာတစ်ထက်ချမ်းသာလာတယ်ငါတို့ကတော့ဆင်းရဲဒုက္ခပဲခံနေရတယ်ဒီလိုမျိုးကဘာပေါ်မှာဘယ်မှာရှိလို့လဲကျွန်တော်အသားတင်အမျက်ကတစ်နှစ်ကို8 တောင်းရွံပဲရှိတယ်8 တောင်းရွံပဲ8 တောင်းတောင်နေသေးတယ်လားငါတို့ကတစ်နှစ်လုံးလဲလို့ထောင်ကနန်းလောက်ပဲရတာ1 ကီလိုကို4 ရွံပေးမှရောင်းမယ်တမက်တောင်မလျှော့ဘူးမင်းလည်းအမျက်ရပြီးသားပဲ4 ရွံဆိုတာကုန်ကျန်းဈေးကိုနှစ်ဆတက်သွားတာနဲ့အတူတူပဲကုန်ကျန်းဈေးတင်10 ရွံကျော်အထိတက်သွားပြီးထုတ်ပိုးစရိတ်ပို့ဆောင်ခနဲ့ platform ဝန်ဆောင်ခတွေပါထည့်တွက်လိုက်ရင်ဘူးတပူရဲ့ကုန်ကျန်းဈေးက13 ရွံကျော်သွားပြီး15 ရွံနဲ့ရောင်းရင်ဘူးတပူကိုအမျက်2 ရွံတော့မပြည့်ဘူးဒါတော့မနက်3 နာရီထားပြီးနှစ်ကျော်ရတဲ့ကျွန်တော်လုပ်အားခမိဖို့ရှိမှအပူလုံပြီးမူးလဲတဲ့အထိလုပ်ရတဲ့အလုပ်သမားတွေရဲ့လုပ်အားခကိုတော့မတွက်ရသေးဘူးဈေးမတက်ပေးဘူးဆိုရင်နောက်တစ်ခါဒီရွာကငရုတ်သီးတစ်စိတ်တောင်ဝယ်ရဖို့မမျှော်လင့်နဲ့သူ့စိတ်ထဲတွင်လက်ကုန်မတိုင်ခင်ပို့ပေးရမယ့်အော်ဒါကဘူးငါတူညတန်မိုးက180တူညရွမ်ဒီလောက်ကြီးတဲ့အော်ဒါမျိုးကိုကျွန်တော်တခါမှမကြုံဘူးငရုတ်သီးကို1 ကီလို4 ရွမ်နဲ့ဝယ်မယ်ဆိုရင်ကုန်ကျန်းစရိတ် 9.3 ရွမ်ထုတ်ပိုးစရိတ် 3.8 ရွမ်အမြန်ပို့ဆောင်ခ 4.5 ရွမ်ပလက်ဖောင်းဝန်ဆောင်ခ 3.85 ရွမ်စုစုပေါင်းဘူးတပူးရဲ့ကုန်ကျစရိတ်က 13.35 ရွမ်15 ရွမ်နဲ့ရောင်းရင်ဘူးတပူးကိုအမျက် 1.65 ရွမ်ပဲကျန်မယ်ဘူးငါတူညရောင်းရင်စုစုပေါင်းအမျက် 8.250 ရွမ်အဲ့ဒီကနေအလုပ်သမားလာစားရေဖိုးမိဖို့နဲ့အခြားကုန်ကျစရိတ်တွေကိုထပ်နှုတ်ရအောင်မယ်လင်ဖန်စာချုပ်ကိုကြည့်ပြီးပြီလားဥပဒေရေးရာဌာနကအတော်လေးအလောတကြီးလိုက်နေတယ်ဒီတစ်ပတ်အတွင်းကုန်ပစ္စည်းပို့မဲ့အချိန်ကိုအတီးပြုတ်ပေးစေချင်တယ်ကျွန်တော်ကြည့်နေပါတယ်နောက်2 ရက်လောက်ပေးပါအဖြေပေးပါမယ်အရန်ကြအောင်တော့မစွဲထားနဲ့နော်အမှန်တိုင်းပြောရရင်ကျွန်တော်တို့ရဲ့ဖြန့်ချီရေးကိုယ်စားလှယ်တွေကခမ ရဲ့ထုတ်ကုန်ကိုအရန်စိတ်ဝင်စားကြတယ်ဒါပေမဲ့တစ်ဖက်မှာလည်းတခြားထုတ်လုပ်သူတွေနဲ့ဆွေးနွေးနေတာတွေရှိသေးတယ်ကျွန်တော်ဘာကိုဆိုလိုရဲဆိုတာနားလည်တယ်မဟုတ်လားနားလည်ပါတယ်ငရုတ်သီးစိတ်တိုင်းဟာကျွန်တော်ကိုယ်တိုင်ရွေးချယ်ထားတဲ့မျိုးစိတ်တွေပါကျွန်တော်ကိုယ်တိုင်တင်ပေးခဲ့တဲ့ဤပညာနဲ့စိုက်ပျိုးထားတာအခုလည်းအသီးတွေကအကိုင်းပေါ်မှာတွဲလောင်းကြီးရှိနေတယ်လက်တကန်းအကွာမှာပဲရှိပေမဲ့ကျွန်တော်မရယူနိုင်တော့ဘူးဒီတစ်ခါကျွန်တော်အလျှော့ပေးလိုက်ရင်ဒီနှစ်4 ရွန်တောင်းမယ်နောက်နှစ်ဆို6 ရွန်အထိတောင်းရဲလာလိမ့်မယ်သူတို့ကကျွန်တော်ရဲ့အားနည်းချက်ကိုသိနေတယ်ကျွန်တော်မှတခြားကုန်ကျန်းရနိုင်တဲ့နေရာမရှိတော့ဘူးဆိုတာကိုနှစ်တိုင်းဒီလိုဈေးနှိပ်ခံရတာပဲစီးပွားရေးလုပ်ရမှာအကြောက်ရဆုံးကကိုကိုတခြားလူကအသာစီးယူပြီးဈေးနှိပ်တာပဲခင်ဗျားတို့မရောင်းချင်လဲရပါတယ်ဒီထုတ်ပိုးပုံစံကလည်းမလှဘူးနော်အရန်ရိုးလုံးနဲ့ online မှာတင်ရောင်းတာ3 ရက်ရှိပြီအခုထိ9 ဘူးပဲရောင်းရသေးတယ်ဒီငရုတ်သီး sauce ကိုခောက်ဆွဲနဲ့ရောစားလိုက်ရင်တကယ်အရသာကောင်းတယ်ဆက်တာလည်းတော်တော်ထိတယ်ဒါပေမဲ့6 ကက်ဆက်တဲ့အရသာမျိုးမဟုတ်ဘူးနောက်ဆုံးမှအချိုအရသာလေးကြံနေသေးတယ်ငယ်တုန်းကအဖွားလုပ်ကြွေးခဲ့တဲ့အရသာကိုတောင်တတိယစီတယ်ဒီ review တစ်ခုပဲနဲ့ရောင်းအားနည်းနည်းတက်လာတယ်အရင်ဝယ်ဘူးတဲ့ဖောက်တယ်တွေလည်းပြန်ဝယ်လာကြပြီလင်ဖန်မင်းရဲ့ငရုတ်သီး sauce ကရောင်းအားကောင်းလာပြီနော်ညနေပိုင်းဆိုပစ္စည်းလာယူတဲ့သူတွေမကြခဏရှိနေတယ်ဘာလို့ဗီဒီယိုရိုက်ပြီး online မှာမတင်ကြည့်တာလဲကျွန်တော်ဗီဒီယိုမရိုက်တတ်ဘူးဗျဦးလေးကရိုက်တတ်တယ်အရင်ကစက်ရုံရဲ့ဗီဒီယိုတစ်ဖြတ်ဌာနမှာလုပ်ခဲ့ဘူးတယ်မင်းငရုတ်သီးကြော်နေတဲ့အချိန်ဦးလေးလာရိုက်ပေးမယ်တေချာပေါက်ကြည့်မဲ့လူတွေရှိလာလိမ့်မယ်ဒီလိုပဲဆုံးဖြတ်လိုက်ကြတာပေါ့ပြီးပြီဦးလေးက1 မိနစ်စာဗီဒီယိုကိုတေးဖြတ်ပြီးသွားပြီနောက်ခံတချင်းလေးထည့်ပြီး online တင်လိုက်ရုံပဲဒီလိုပုံစံမျိုးကိုလူတွေကြည့်ကြပါမလားဗျထားလိုက်ပါအရင်တင်ကြည့်လိုက်နောက်မှကြည့်တာပေါ့ပထမနေ့မှာကြည့်ရှုသူ800ကျော်ရတယ်ဒုတိယနေ့မှာတော့30,000 ကျော်အထိတက်သွားပြီအဲ့ဒီလအတွင်းငရုတ်သီး sauce 2,000 ကျော်ရောင်းနိုင်ခဲ့တယ်ဟယ်လိုမင်္ဂလာပါငရုတ်သီး sauce စာလီဟုံရဲ့တာဝန်ခံနဲ့ပြောလို့ရမလားခင်ဗျဟုတ်ပါတယ်ပြောပါခင်ဗျကျွန်တော်ကတရုတ်ရှိပိုင်းကအစားအသောက်ကုမ္ပဏီတစ်ခုကပါကိုယ်စားလှယ်ဖြန့်ချီရေးအတွက်ပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးချင်ပါတယ်နောက်လကုန်မှာဘူး 9000ပို့ပေးနိုင်မလားဘူး 9000လားအခုလက်ရှိထုတ်လုပ်နိုင်စွမ်းနဲ့ဆိုတရက်ကိုဘူး80ပဲထုတ်နိုင်တယ်တစ်လလုံးဆို2400ဘူးလောက်ပဲရမယ်အဲ့ဒါတော့ငရုတ်သီးကုန်ကျန်းလုံလောက်မှဖြစ်မှာပါ
ဦးလေးကျန်းသားရဲ့ကျွန်တော်လင်ဖန်ပါရွာသားတွေနဲ့ကိစ္စတစ်ခုတိုင်ပင်ချင်လို့ပါခင်ဗျားတို့စိုက်ထားတဲ့ငရုတ်သီးဘယ်လောက်ရှိရှိကျွန်တော်အကုန်ဝင်မယ်တကီလိုကို2ယွမ်ပေးမယ်အရွယ်စားမရွေးဘူးတစ်စိမ့်မှမပဲဘူးလင်ဖန်ရေဦးလေးဆိုရင်အရင်ပြောင်းစိုက်ခဲ့တဲ့လေသုံးမှုဧရိယာကိုအကုန်ငရုတ်သီးပဲပြောင်းစိုက်တော့မယ်ဒီပုဂ္ဂိုလ်ကတော့တက္ကသိုလ်ပြီးနောက်ကိုမွေးရမြေကိုပြန်လာကဘဝတစ်တီဆောက်နေတဲ့လူငယ်တဦးဖြစ်ပါတယ်သူကတော့လင်ဖန်ငရုတ်သီး sauce တစ်မျိုးတည်းနဲ့ပင်ရွာတရွာလုံးကိုငရုတ်သီးစိုက်ပျိုးရေးဘက်လှည့်လာအောင်လှုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်တက္ကသိုလ်ပြီးတဲ့လူငယ်ကရွာကိုပြန်လာပြီးငရုတ်သီး sauce လုပ်တဲ့ဗီဒီယိုဟာအခုလူမှုကွန်ရက်မှာအရန်နာမည်ကြီးနေပါတယ်ကြည့်ရှုသူ9တန်းကျော်တောင်ရှိသွားပါပြီမြို့နယ်ရုပ်သံဌာနကလည်းသတင်းလာရိုက်တယ်သတင်းစာမှာလည်းသတင်းလေးပါလာတယ်ကျွန်တော်မှလစာတစ်လကိုတိမ်ပေါင်းများစွာယွန်တန်းဘယ်လိုလုပ်ရှိနိုင်မှာလဲကြောင်းပြီးတော့ဝက်ဆုံကိုကုမ္ပဏီလေးဆက်ကြော်ပို့ခဲ့တယ်နောက်ဆုံးရတဲ့အလုပ်ကလစာ4800ယွန်ပဲတစ်နှစ်ဝင်ငွေတန်းချီဆိုတာပို့တော့မဖြစ်နိုင်သေးတယ်မနစ်ကတစ်နှစ်လုံးမှာကုန်ကျစရိတ်အားလုံးနှုတ်ပြီးအသားတင်အမြက်က8000ကျော်ပဲရှိတယ်တစ်လပြန်များဆို9000ယွန်တောင်မပြည့်ဘူးဒါတောင်ကျွန်တော်ရဲ့ကိုယ်ပိုင်လုပ်အားခကိုမထည့်တွက်ရသေးဘူးအဲ့ဒီဗီဒီယိုကိုကြည့်စမ်းပါဦးကြည့်ရှုသူ9တန်းတောင်ရှိတယ်မင်းတို့ထင်တာသူဘယ်လောက်အမြတ်ရသွားမလဲငါတို့ရဲ့ငရုတ်သီးကို1ကီလို2ယွန်နဲ့ဝယ်ပြီး15ယွန်နဲ့ပြန်ရောင်းတာလေဟုတ်တာပေါ့နော် TV မှာတော့ပါတဲ့လူကစင်းရဲနေမလားအဖေအမေရွာသူရွာသားတို့နားထောင်ကြပါဦးရှောင်းလင်ကငါတို့ရဲ့ငရုတ်သီးကို2ယွန်လောက်နဲ့ပဲဝယ်တယ်ပြီးတော့ငရုတ်သီး sauce လုပ်ပြီး15ယွန်နဲ့ရောင်းတယ်ဘူးတဘူးကိုအမျက်73ယွန်တောင်ရတယ်သူကတော့အသားကောင်းတွေစားရပြီးငါတို့ကတော့ဟင်းရည်တောင်မတောက်ရဘူးဒီလိုဘယ်လိုလုပ်ပြောရတာလဲဟုတ်တယ်မှန်တယ်ဒီလူတွေပြောနေတာကိုကြည့်ပါဦးကျွန်တော် group ထဲဝင်ပြီးအမှန်တိုင်းရှင်းပြလိုက်မယ်တားရည်လူ300ကျော်ရှိတဲ့ group ထဲမှာတွားမငင်းနဲ့မနဲ့လင်းတဲ့အထိငင်းနေလိုက်လဲဘာမှအကျိုးမရှိဘူးငရုတ်သီးဈေးတက်ဖို့သတင်းတွေကစောင်းဦးရသည်ကလေးကစပြီးပြက်နေခဲ့တာပဲကျွန်တော်ကငရုတ်သီးဈေးကွက်ထဲအရင်ဝင်လာတာကိုစောင့်ပြီးမှဆွေးနွေးမယ်လို့စိတ်ကူးထားတာဒါပေမဲ့သူတို့ကကျွန်တော်ထက်အရင်စုပေါင်းလိုက်ကြမယ်လို့မထင်ထားဘူးအန်တီလီကျွန်တော်စကားနှစ်ခုပဲပြောချင်ပါတယ်ဈေးလေးယွန်ဖြစ်တဲ့အချိန်ကြာမှပြန်လာပြောတတိယအိမ်တော်မရောက်ခင်မှာပဲဆက်သွားเสียမလိုတော့ဘူးရွာသားအားလုံးကအတန်တန်နဲ့ပြောနေကြတယ်၄ယွမ်ဖန်တပြားတော်မလျှော့ဘူးဈေးကွာဟာချက်ကနေအမျက်ထုတ်စားတာပဲမဟုတ်လားလုပ်ငန်းတိုးတက်အောင်လုပ်တယ်ဆိုပြီးပြောတော့လှလိုက်တာငါထင်တာတော့ကြားပွဲစားပဲအဲ့ဒီတက္ကသိုလ်ကောင်ကတော့ပင်မတီလောက်အောင်လုပ်နေပါစေငါတို့လေသမားတွေကတော့သူပေးတဲ့ပတ်စံကိုယူပြီးရေးတွဲရုံပဲသူ့ကိုမကြောက်နဲ့သူကငါတို့မရှိပဲမရက်တည်နိုင်ဘူးငါတို့ရွာရဲ့မြုပ်သီးမရှိရင်သူ့မြုပ်သီး sauce အရတာပြောင်းသွားလိမ့်မယ်အဲ့ဒီအခါဖောက်တွေအဟောင်းတွေလည်းထွက်ပြေးကုန်မယ်လုပ်ငန်းလည်းပြိုလဲသွားမယ်စိုးရင်ရမှာသူပဲသူ့လက်ထဲကလက်ကျန်ပစ္စည်းက10ရက်တောင်မခံဘူးမန်နေဂျာကျိုးလင်ဖန်ဒီနေ့ကျွန်တော်နောက်ဆုံးအကြိမ်မေးမယ်စာချုပ်အသစ်ကိုလက်မှတ်ထိုးမှာလားမထိုးဘူးလားကျွန်တော်တို့ဘက်မှာအရန်အစီအစဉ်သစ်ရှိနေပြီသဘောတူညီချက်ရဖို့လည်းနှီးစက်နေပါပြီမန်နေဂျာကျိုးကကျွန်တော်ကို3ရက်အချိန်ပေးထားပါတယ်ဒီ3ရက်အတွင်းကျွန်တော်တေချာတဲ့အဖြေကိုပေးပါမယ်ငရုတ်သီးဈေးကို4ယွန်အထိတက်လိုက်ရင်ဘူးတဘူးအမြက်က1.65ယွန်ပဲကျန်တော့မယ်ဘူး9000ရောင်းရင်စုစုပေါင်းအမြက်က8250ယွန်ပဲဒါတော့အလုပ်သမားလစာပေးဖို့မလောက်သေးဘူးဒါပေမဲ့ဒီ order ကိုမယူဘူးဆိုရင် online platform ပေါ်ကဆိုင်ရဲ့ယုံကြည်စိတ်ချရမှုအဆင့်ကျသွားမယ်အရေးပါတဲ့အဆင့်သတ်မှတ်ချက်တွေလည်းဆုံးရှုံးသွားမယ်ဒီရောင်းချရေးလမ်းကြောင်းလည်းပြတ်သွားလိမ့်မယ်နောင်ကြရင်ဘယ်မှာသွားရှာရတော့မလဲသူတို့ပြောတာလည်းမမှားဘူးကျွန်တော်ဒီငရုတ်သီးတွေကိုမရှိမဖြစ်လို့အပ်တယ်ဒီမျိုးစိတ်ကကျွန်တော်ကိုယ်တိုင်ရွေးထားတဲ့မျိုးနေရောင်ကြီးမြေသားအပူချိန်မြေစီလွှာရဲ့ acid အက်ကလေးအချိုးအစားဒီအရာအလုံးပေါင်းဆက်ပြီးမှဒီအရာသာထွက်လာတာတခြားနေရာကိုပြောင်းဆိုင်ရင်ဒီအရာသာမျိုးဘယ်တော့မှရမှာမဟုတ်ဘူးဝမ်မျိုးတော်ဝင်လာခင်ဗျာကျွန်တော်လင်ဖန်ပါမေးစရာတစ်ခုရှိလို့ပါဘေးကမျိုးမှာမြေကွက်လွတ်ကြီးတွေရှိသေးလားခင်ဗျာငှားလို့ရမလားဘယ်လောက်ကျလဲဈေးဘယ်လောက်လဲမနှက်ဖြန်ကျွန်တော်လာကြည့်လို့ရမလားကုန်ကျန်းဈေးလည်းတက်နေတယ်ပို့ဆောင်ခလည်းတက်နေတယ်ငါတို့ရွာကငရုတ်သီးထွက်နှုန်းကလည်းမလုံလောက်ဘူးဘလို့တွက်အရှုံးပဲဖြစ်နေတယ်ခဏချင်းရှိရွာကရောဘေးကချင်းရှိရွာကငရုတ်သီးတွေလေမနစ်ကဒီရွာကအရန်ဝေးလို့မလာဖြစ်ခဲ့ဘူးအခုတော့အခြေအနေမတူတော့ဘူးခမ ्या ကငရုတ်သီးလာဝယ်တဲ့သူလားဟုတ်ပါတယ်အဲ့ဒီလိုပဲပြောလို့ရပါတယ်တချင်းကိုငါးမောက်ပေးမယ်ဆိုရင်မြင်မြန်သာပြန်သွားပါဒီရွာကမကြိုဆိုဘူးငါးမောက်လားဘသူကအဲ့ဒီဈေးပေးတာလဲမနေ့ကဘန်ကားတစ်စီးရောက်လာတယ်လူ2ယောက်ပါတယ်သူတို့ကအတင်စားမာလာဟုတ်ပေါ့အနှစ်လုတ်ဖို့ဝဲမယ်ပြောပြီးစချင်းတချင်းကိုငါးမောက်ပဲပေးမယ်တဲ့ကျွန်တော်ငရုတ်သီးတစ်ဧကစိုက်တာမျိုးစေ့ဖို့ဓာတ်မျောစာဖို့မိဖို့ပိုးတက်စေဖို့ရေလောင်းခအလုတ်သမားခစုစုပေါင်းကုန်ကြစရိတ်ကတရွာ2မောက်ရှိနေပြီအဲ့ဒီလိုကုန်ကြပြီးငါးမောက်နဲ့လာဝယ်ချင်သေးတယ်အဲ့ဒီထက်စာရင်ဝက်ကိုကျွေးလိုက်တာကပိုတန်သေးတယ်တချင်းကို1.2ယွန်တောင်ကုန်ကြတာကိုငါမောက်နဲ့ဝယ်မယ်ဆိုတော့အရင်တုန်းကဒီရွာမှာငရုတ်သီးတွေအပင်ပုံမှာပဲပုတ်ကုန်ပြီးဘသူမှမဝယ်ခဲ့တာလေအကိုကြီးဒီရွာမှာရွာသူကြီးအစ်စ်ရှိလားဒါမှမဟုတ်ငရုတ်သီးအများကြီးစိုက်တဲ့သူရှိလားဒါဆိုခမ ्या ဘယ်ဈေးပေးမှလဲကျွန်တော်2ယွန်ပေးချင်ပါတယ်2ယွန်တကယ်ပြောတာလားတကယ်ပါဒါပေမဲ့အရင်ဆုံးငရုတ်သီးအရေးသွေးကိုကြည့်ရပါမယ်အရင်ထိုင်ပြီးစကားပြောကြတာပေါ့ရွာသူကြီးရေဒီမှာငရုတ်သီးကို2ယွန်နဲ့လာဝင်မဲ့လူတစ်ယောက်ရောက်နေပါတယ်လူငယ်ရေငါနောက်လိုက်ခဲ့မင်းကဘာစီးပွားရေးလုပ်လို့ငရုတ်သီးဒီလောက်အများကြီးဝယ်ချင်တာလဲ